အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့တင်ဆက်မှုကနေပြန်လဲကြိုးဆိုပါတယ်ဒီဗီဒီယိုကကျွန်တော်ပြောတဲ့ David Beckham အပိုင်း3ပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်ပါနောက်ဗီဒီယိုအပိုင်း4မှာတော့ David Beckham ရဲ့အကြောင်းကိုကျွန်တော်အဆုံးသတ်မယ်ဗျာဘာကြောင့်လဲဆိုတော့သူ့ကိုမကြိုက်တဲ့သူတွေကိုကျွန်တော်အားနာလို့ကျွန်တော်ဒီ channel မှာဗီဒီယိုတွေဆက်လုပ်ခါစားကကျွန်တော်ပြောခဲ့ပူတယ်ရိုနယ်ဒိုကြီးအာနိုင်ရဲ့အကြောင်းကိုကျွန်တော်ဘယ်တော့အခါမှမပြောဘူးဆိုပြီးကျွန်တော်ပြောခဲ့ပူတယ်ဘာကြောင့်လဲဆိုတော့အာနိုင်ကကျွန်တော်ဘဝရဲ့အကြိုက်ဆုံးကစားသမားဗျာDavid Beckham ကဒုတိယအကြိုက်ဆုံးကစားသမားတွေမှာသူပါတယ်ဆိုတော့ဒုတိယအကြိုက်ဆုံးကစားသမားတောင်ပြားကိုပိုင်းနေနဲ့ခွဲပြီးပြောနေရတာအာနိုင်အကြောင်းကျွန်တော်ပြောမယ်ဆိုရင်ဒီ channel ကအာနိုင် channel ကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်ကိုသူ့အကြောင်းကိုကျွန်တော်ပြန်မပြောချင်တာပြီးခဲ့တဲ့ David Beckham အပိုင်း2ရက်အောက်မှာTikTok မှာဗီဒီယိုတွေတင်တဲ့သူကကျွန်တော်ပါဆိုပြီးတော့လာဝင်ခံရဲတဲ့ညီလေးဒီနေရာကနေကျွန်တော်လေးသားပါတယ်ဗျပြီးတော့အတိအမှတ်လည်းပြုပါတယ်လာဝင်မခံလဲရတာပဲလေနော်ကိုယ့်အတာကိုညင်ပြီးသုံးနေလဲဘသူကသိတာမှတ်လို့ဗျအခုလိုခစ်ကြီးထဲမှာဗျပိုင်ချင်မသိအောင်သုံးဖို့ပိုင်ချင်မသိအောင်ယူဖို့လွယ်နေတဲ့ခစ်ကြီးထဲမှာကျွန်တော်လောက်တာပါဆိုပြီးတော့ပြန်ဝင်ခံရတဲ့စိတ်ကတော့တကယ်ကိုရွှေချထားရမယ်စိတ်ဓာတ်မျိုးပဲဗျတကယ်ကိုလေးစားပါတယ်အဲ့ဒီစိတ်ဓာတ်ကလေးကိုလည်းတောက်လျှောက်ဘောတစ်လျှောက်လုံးတည်သွားပါလို့လည်းကျွန်တော်ဒီနေရာကနေပြီးတော့လေးလေးနက်နက်ကြံပြပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုတွေကိုပြန်ပြီးတော့မသုံးစေချင်တာမျိုးမဟုတ်ပါဘူးဗျဒီဗီဒီယိုမှာရှိတဲ့ဒီ channel မှာရှိတဲ့အကြောင်းအရာတိုင်းကိုကျွန်တော်တက်နိုင်တဲ့ဘောင်လေးတွေကနေကျွန်တော်ကတရုတ်တရလေးနဲ့တက်နိုင်ဆုံးစူးစမ်းထားတာဒီအကြောင်းတွေဒီအချိန်တွေကိုပြန်ပြောချင်လုံးလို့ဗျပြန်ပြီးတော့လွမ်းချင်လုံးလို့စာဝတ်တွေရရန်ခက်ခဲနေတဲ့အချိန်တွေပါတော့ကျွန်တော်တို့လွတ်မချပဲနဲ့အန်တုပြီးတော့ကိုလောက်ခဲ့ကြတာဆိုတော့ကိုလိုမျိုးတန်ဖိုးမထားမှာကိုကျွန်တော်စိုးရိမ်မိုံလေးပဲအဓိကကတော့ဗျကာလတစ်ခုအရနောက်ဆက်တွဲပါလာနိုင်တဲ့ပြဿနာတွေကိုကျွန်တော်မလိုချင်ဘူးကျွန်တော်မသိဘဲနဲ့တခြားတစ်ဖက်မှာကျွန်တော်လှုပ်လိုက်တဲ့အရာလေးတစ်ခုကလူတွေကိုပြဿနာတွေပေးနေတဲ့ဆိုရင်အဲ့ဒါမျိုးကျွန်တော်မဖြစ်စေချင်ဘူးဒီနေ့ခေတ်မှာခင်ဗျားတို့တွေကျွန်တော်တို့တွေဘလောက်ပဲစူးစမ်းတိဆောက်အားထုတ်ထားပါစေခက်တဲ့စနစ်ရဗျကိုလက်ထဲရှိနေတော့မှကိုပိုင်တာဗျဆိုရှယ်မီဒီယာပေါ်ရောက်သွားပြီဆိုတဲ့ကကျွန်တော်တို့ဘလောက်ပဲလှုပ်ထားကိုပိုင်ဆိုင်မှုက10ရာခိုင်နှုန်းတောင်မရှိတော့အဲ့ဒါကြောင့်လည်းငါပိုင်တာပါဆိုပြီးတော့ကျွန်တော်မလုပ်ချင်တော့တာပြီးတော့ဒေချာပြန်စဉ်းစားကြည့်ရင်ဗျဒီဗီဒီယိုတွေမှာကျွန်တော်သုံးနေတဲ့ဓာတ်ပုံတွေအတွက်လည်းကျွန်တော်ဘသူစီကားမှခွင့်တောင်းခဲ့တာမျိုးမရှိလေတော့ကိုလှုပ်ထားတဲ့ဟာကြီးကြမှာငါပစ္စည်းငါဥစ္စာယူမသုံးနဲ့ကွာလို့လည်းကျွန်တော်ပြောမထွက်ဘူးဗျရှက်စရာကြီးDavid Beckham ဒီသူအကြော်ကြားဆုံးဖြစ်နေတဲ့အချိန်မှာသူ့ဘဝရဲ့ပထမဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်1998ကမ္ဘာဖလားကိုအင်္ဂလန်သင်းနဲ့သူကစားရတယ်။ကံကောင်းတာကပထမ17ရောက်စီးရင်မှာနှစ်ပွဲသူပွဲထွက်ခွင့်ရခဲ့ပြီးတော့တကူသွင်းနိုင်တယ်တကူဖန်တီးပေးနိုင်တယ်။ကန်ဆိုးတာကတော့ရေးကြီးတဲ့ပွဲကြမှာသူအနီးကထိသွားတာပဲ။အင်္ဂလန်ကလည်းပြိုင်ပွဲကနေထွက်သွားရတယ်။ပို့ပြီးတော့ကန်ဆိုးတာကမန်နေဂျာ Glenn Hoddle ရဲ့ဒီခေါင်းဆောင်ကောင်းမပီတမှုကြောင့်ပဲဒီကောင်းကြောင့်ချုံးရတာဆိုတဲ့စကားလေးတစ်ခွန်းကပဲနေချင်းညချင်းကိုဗျာပရိသတ်ရှစ်ဆုံးကစားသမားဘွားကနေပရိသတ်အမုန်းဆုံးကစားသမားတွေ့ရတဲ့ညိုင်းဒါမဆိုင်ခုတ်မဲ့ထစ်မဲ့ဆိုတဲ့အဆင့်အထိကိုသူရောက်သွားတာကမ္ဘာဖလားပြိုင်ပွဲပြချန်ပီယံလိပြိုင်ပွဲပြယူရိုပြိုင်ပွဲပြဘယ်ပြိုင်ပွဲမှာမဆိုအနိကပြပြီးထုတ်ခံခဲ့ရတဲ့သူအများကြီးအနိကပြလိုက်လို့အသင်းကလည်းချုံသွားရတဲ့ကစားသမားတွေအများကြီးပဲဒါပေမဲ့David Beckhamကြုံခဲ့ရတယ်လို့မျိုးတနိုင်ငံလုံးအတိုင်းအတာနဲ့အမုန်းခံရတာတို့ဝေဖန်ချုံချခံရတာမျိုးတို့ဗြိတိန်ဘောလုံးသမိုင်းမှာရောကမ္ဘာဘောလုံးသမိုင်းမှာပါမကြုံခဲ့ဘူးမရှိခဲ့ဘူးBeckhamကတော့တကယ်ကိုစံပြအနေနဲ့ကိုခံခဲ့ရတာဗျအထူးသဖြင့်ဗြိတိန်မီဒီယာတွေကတော်တော်လေးဆိုးဆိုးဝါးဝါးကိုလုပ်ခဲ့လို့နှစ်ချီပြီးတော့ကိုသူခံခဲ့ရတာအင်္ဂလန်နဲ့အာဂျင်တီးနားပွဲပြီးချင်းမှာပဲ Daily Mirror သတင်းစာကသူရဲကောင်း10ယောက်နဲ့ငတုံးတကောင်ဆိုပြီးတော့သူဓာတ်ပုံနဲ့ခေါင်းစည်းတက်တယ်အကြီးအကျယ်သူ့ကိုဝေဖန်တယ်သတင်းစာတချို့ကဆို David Beckham ရဲ့မျက်နှာကိုဓာတ်ပုံအဖြစ်ပုံနှိပ်ပေးပြီးတော့စာဖတ်သူတို့ခင်ဗျားတို့အိမ်မှာဒါကိုချိန်တာပြီးရင်ပစိန်နဲ့မြားတွေနဲ့ဒီကောင်မျက်နှာကိုပြစ်ပေါက်ဒေါသဖြေကြပါဆိုပြီးတော့လှုံ့ဆော်ပေးခဲ့တာဗျတချို့မီဒီယာတွေကဆို David Beckham ရဲ့သပင်ပုံစံတွေသူဝတ်ဆင်တဲ့အဝတ်အစားတွေကမ္ဘာဖလားမတိုင်ခင်မှာသူဝတ်ခဲ့တဲ့စကတ်လုံကြီးနဲ့ဒီဇိုင်းတွေပြီးတော့ Spike Girl နဲ့တွဲခဲ့တာတွေကိုပြန်တူးဖော်ပြီးတော့ဒီကောင်ကဘောလုံးကိုအာယုံမဆိုင်ဖဲနဲ့ကြော်ကြားမှုကိုပဲမက်နေတဲ့တုံးမကြတဲ့ကောင်ဆိုပြီးတော့ကိုတက်ခိုက်ခဲ့တာကွင်းထဲကပရိသတ်တွေလည်းမကဘူးဗျာလမ်းပေါ်ကတာမန်လူတွေကပါBeckhamကိုရန်သူလိုမျိုးကိုဆက်ဆံကြတာလန်ဒန်မြို့ရဲ့ရက်ဆိုင်တဆိုင်အပြင်ဘက်ဒီလမ်းမီတိုင်မှာဆို David Beckham နံပါတ်9ဂျာစီဝတ်ဆင်ထားတဲ့ပုံတူရုပ်ကိုလှုပ်ပြီးရင်လက်ဘဲမှာကြိုးကွင်းစွတ်ပြီးတော့ကြိုးစဲချနေတဲ့ပုံကိုလူမြင်ကွင်းကြီးမှာကိုသူတို့ဆွဲချိတ်ထားကြတာUnited အသင်းရုံးခန်းစီကိုလည်းBeckhamအတွက်ရည်ရွယ်တဲ့ကြည်စံတွေသွေးစွန်းနေတဲ့စာတွေနဲ့မင်းကိုတပ်ပစ်မယ်ဆိုတဲ့ချင်းချောက်စာတွေနေ့တိုင်းကိုပို့တယ်နေ့တိုင်းလည်းရောက်ခဲ့တယ်သူရဲ့မိဘတွေစီကိုလည်းဖုန်းတွေဆက်တယ်ဆဲတယ်ပြီးတော့ကိုဝင်ဆောင်ထားရတဲ့သူဇနီးဗစ်တိုးရီယာကိုလည်းလမ်းမတွေ့ရင်အော်ဟစ်ဆဲဆိုတာတို့စိတ်ပိုင်းဆိုင်ရာနှိပ်စက်တာတို့အမျိုးမျိုးကိုသူတို့လုပ်ခဲ့ကြတာ1998မှာအဲ့ဒီပြဿနာကြီးတက်လာတဲ့အချိန်David Beckhamကိုအရင်ဆုံးကာကွယ်ပေးခဲ့တဲ့သူကတော့သူ့ဖေပေါ့ဗျာသူ
သူ့ဖေကပထမဆုံးအကြိမ်ဖခင်တယောက်လိုသူ့သားကိုကာကွယ်ပေးခဲ့တာဗျကလေးဘွားတွေက1998မတိုင်ခင်တစ်လျှောက်လုံးမှာဘောလုံးပြီးရင်ဘောလုံးမဲဂယူဆိုင်ဖို့သူ့ဖေကအမြဲဖိအားပေးခဲ့တာငါသားနေကောင်းလားမေးဖို့ဆိုတာတဲ့ကွင်းထဲမှာမင်းချီစွမ်းပြအောင်ကစားတော်ဆိုတာမျိုးပဲအမြဲကြီးလုပ်ပေးခဲ့တာအဲ့ဒီ1998ပြိုင်ပွဲသူအနီကပြပြီးမှအဖေတယောက်ကသားတယောက်ကိုဂယူဆိုင်တယ်လို့မျိုးဂယူဆိုင်ခဲ့တာပါဆိုပြီးတော့ဘက်ခန်ကိုတိုင်ကပြန်ပြောထားတာသူပွဲမှာအနီကထိပြီးချင်းမှာပဲလုံခြုံရေးတွေတားနေတဲ့ကြားတွေကဘက်ခန်ချိနေတဲ့အဝတ်လဲကန်းနဲ့အထီကိုသူ့ဖေကဝင်သွားတာပြီးတော့ဝက်လက်ကန်းထဲမှာချက်ချစ်တဲ့ငငိုနေတဲ့သူ့သားကိုပွေ့ဖက်ပြီးတော့တလောက်ကလုံးကမင်းကိုဘလို့ပဲဝေဖန်မှုတွေလုပ်ပါစေအဖေအတွက်တော့အကောင်းဆုံးကစားသမားတယောက်ပါပဲဆိုပြီးတော့သူ့သားကိုဖက်တယ်ပြီးတော့နှစ်သိမ့်နောက်ပိုင်းမှာအိမ်ထဲကအိမ်ပြင်ကိုသူမထွက်ရဲလို့ဘောလုံးမျက်နှာနဲ့စိတ်တန်ရာရနေတဲ့ဘက်ခန်းကိုသူငငယ်လေးတုန်းကလေ့ကျင့်ပေးခဲ့သလိုမျိုးညဘက်လူရှင်းတဲ့အချိန်တွေခေါ်ထုတ်တယ်ပညာနယ်ကိုခေါ်သွားတယ်ဘောလုံးလေးနဲ့ကန်ခိုင်းတယ်ပြီးတော့ဒေးဗစ်ဘက်ခန်စိတ်အေးလက်အေးရှိတဲ့အချိန်တွေမှာသူငယ်ဘဝမှာဘလို့မျိုးကြိုးစားပေးခဲ့တဲ့အကြောင်းတွေသူတို့သားဖဘလောက်တောင်ကြိုးစားခဲ့ရတဲ့အကြောင်းတွေပြန်ပြောပြီးတော့ဘောလုံးဘက်ကိုရောက်အောင်ပြန်ပြီးတော့ဆွဲခေါ်ပေးတယ်ဒုတိယမြောက်သူ့ကိုဖေးမခဲ့တဲ့သူကတော့အဲ့ဒီအချိန်မှာသူလုံးဝကြည့်မရဘဲနဲ့စိတ်နာနေတဲ့သူ့ရဲ့ဆရာဖာဂီပေါ့ဗျာပြိုင်ပွဲကပြန်လာပြီးတော့အင်္ဂလန်ကိုရောက်ချင်းမှာပထမဆုံးဖုန်းဆက်ခဲ့တဲ့သူကလည်းဖာဂီပဲဗျဒီဖုန်းကောတီလူငယ်ကစားသမားဒေးဗစ်ဘက်ခန်အတွက်အကြီးမားဆုံးသောစိတ်သက်ခွန်အားဖြစ်စေခဲ့တာပဲအဲ့ဒီတေကဖုန်းထဲမှာဖာဂီပြောခဲ့တဲ့အကြောင်းအရာတွေကိုဒေးဗစ်ဘက်ခန်ကအခုလိုပဲပြန်ပြောထားတယ်ငါသားစိတ်မပူနဲ့ခံစားမနေနဲ့ဒါကဘောလုံးမှာဖြစ်နေကြပဲဘလို့ပဲဖြစ်နေပါစေကွာမင်းဟာ United ကစားသမားတယောက်ပဲမင်းဟာငါတို့ရဲ့နံပါတ်9ပဲငါတို့အားလုံးနဲ့ United ပရိသတ်တွေအားလုံးမင်းနောက်မှာရှိနေလိမ့်မယ်ချိန်နေဖြုံးမနေနဲ့မင်းခုလို့ရမှာကဗစ်တိုးရီးယားကိုခေါ်ပြီးတော့ဘောလုံးမဖွင့်ဖြိုးသေးတဲ့နိုင်ငံတစ်ခုစီမှာအားလက်ရခရီးခဏသွားလိုက်ကွာပြီးရင်ငါတို့စီပြန်လာခဲ့ငါတို့မင်းကိုစောင့်ရှောက်မယ်ဆိုပြီးတော့ဖာဂီကဒေးဗစ်ဘက်ခန်ကိုပြောခဲ့တာပြီးတော့ဖာဂီကသူလုံးဝကြည့်မရတဲ့ဗစ်တိုးရီးယားကိုပါဖုံးဆက်ပြီးတော့ဒေးဗစ်ကိုနိုင်ငံအပြင်ခေါ်ထုတ်သွားပေးဖို့နဲ့အဲ့ဒီရပ်ပိုင်းလေးအတွင်းမှာစိတ်ကြယောဂမဖြစ်အောင်ကုစားပေးဖို့စောင့်ရှောက်ပေးဖို့သူကဗစ်တိုးရီးယားကိုပါမှားလိုက်တာဗစ်တိုးရီးယားကလည်းချက်ချင်းပဲဒီအမေရိကကနေအင်္ဂလန်ကိုပြန်လာတယ်ပြီးတော့ဒေးဗစ်ဘက်ခန်ကိုနယူးယောက်ကိုသူပြန်ခေါ်ထုတ်သွားတယ်စိတ်အေးလက်အေးနဲ့ဗျာသူနာနာနေနိုင်အောင်ပြင်ပလောကနဲ့ဆက်သွယ်ဖြတ်တယ်သတင်းစာတွေနဲ့ဆက်သွယ်ဖြတ်တယ် TV တွေအကုန်လုံးနဲ့ဆက်သွယ်ဖြတ်တော့ပြီးတော့နယူးယောက်ကလူသူရောက်ပေါက်နေတဲ့နေရာလေးမှာသူတို့အတူတူပုံပြီးတော့နေခဲ့ကြတယ်သူကလည်း Brooklyn ကိုဝင်လွယ်ထားရတဲ့အချိန်ဆိုတော့ဗျာသူစိတ်ပူရဆုံးအရာကသူ့ယောက်ျားစိတ်ကြယောဂဖြစ်သွားမှာကိုပဲတိတ်မကြခင်မှာလည်းအင်္ဂလန်ကမပြန်ကျင်လဲပြန်ကိုပြန်ရမှာဆိုတော့တက်နိုင်ဆုံးအဲ့ဒီကာလလေးမှာညဉ့်ညံ့မှုကြအောင်သူကြိုးစားပေးခဲ့လူများရှိမှရောကွယ်ရမှာရောဒေးဗစ်ဘက်ခန်ကိုသူကဝယ်ပေးခဲ့တယ်ယောက်ျားရှင်လုတ်ခဲ့တာတွေကဘောလုံးပွဲတစ်ခုရဲ့စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သွားတဲ့အမှားလေးပဲရှင်ကဂျာသွဲကောင်မဟုတ်ဘူးဆိုတဲ့အသည့်ကိုဒေးဗစ်ဘက်ခန်နှလုံးသားထဲထိကြောက်အောင်ရိုက်သွင်းပေးခဲ့တစ်ဖက်မှာကျတော့ဒေးဗစ်ဘက်ခန်ကအဲ့လိုမျိုးနွေရာသီအားလိုက်ရဲ့အနေနဲ့အင်္ဂလန်ပြည်ကိုခြုံသွားတဲ့အချိန်မှာဖာဂီကဒီကစားသမားမန်ချက်စတာကိုပြန်ရောက်လာရင်ဖြစ်လာနိုင်ခြေရှိတာတွေကိုတွက်ချက်ပြီးတော့ United ရဲ့တာဝန်ရှိသူတွေရောစီနီယာကစားသမားတွေကိုရောခေါ်ပြီးတော့တိတက်မီတင်လုပ်တယ်ပြီးတော့ United ရပ်ဝန်တစ်ခုလုံးကိုပါသူညွှန်ကြားချက်ထုတ်ခဲ့တယ်ဒေးဗစ်ဘက်ခန် United ကိုပြန်ရောက်လာပြီးဆိုတာနဲ့ကလပ်အသင်းမှာရောအဝတ်လဲကန်းထဲမှာရောဘယ်နေရာမှာမှဘယ်သူမှဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြစ်တင်တာတို့စနောက်တာမျိုးလုံးဝမလုပ်ရဘူးလုပ်တဲ့လူသည်ကြီးကြီးမားမားပြစ်ပေးခြင်းကိုခံရပြီးတော့မဖြစ်မနေသူ့ကိုမိသားစုဝင်တယောက်လိုနေထွေးထွေးကြိုဆိုဖို့လုပ်ရမယ်ဆိုပြီးတော့သူမိန့်ထုတ်တယ် Rankin တို့ Gary Neville တို့ Bosco တို့အဲ့ဒီကစားသမား၃ယောက်ကိုလည်းဒီ David Beckham အတွက်တတိုင်းတစ်ခုတိဆောက်ပေးခဲ့ပြီးတော့မင်းတို့၃ယောက်ဒီ David ကိုကွင်းတွင်းမှာရောကွင်းပြင်မှာရောအပြည့်အဝကာကွယ်ပေးရမယ်ဆိုပြီးတာဝန်ပေးခဲ့တာ David Beckham ကို United ရဲ့သတင်းစာချင်းလင်းပွဲတွေမှာဘယ်တော့မှပါဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့သူထုတ်ထားတဲ့အမိန့်ကိုလည်းသူကိုယ်တိုင်ပဲပြန်ရုပ်သိမ်းတယ် David Beckham ဒီမီဒီယာတွေရှေ့မှာရဲဝံ့ဝံ့စကားပြောနိုင်အောင်သူပြန်ခေါ်ထုတ်တယ်ဒါတွေအလုံးစီစဉ်ပြီးတဲ့အချိန်မှာအင်္ဂလန်ကိုသစ္စာဖောက်တဲ့ကောင်တို့မိုင်မဲတဲ့ကောင်လေးဆိုပြီးတော့ဆက်မပြတ်ရေးသားတိုက်ခိုက်နေတဲ့မီဒီယာတွေကိုဖာဂီကစစ်ကြေညာတယ်။သတင်းစာရှင်းလင်းပွဲတွေလုပ်တိုင်းမှာဒေးဗစ်ဘက်ခန်ကိုပဲဝေဖန်နေတဲ့တောက်သုံးမကြတဲ့မီဒီယာသမားတွေကိုငါနဲ့တွေ့မယ်ဆိုပြီးတော့သူကပြောခဲ့တာ။ဘက်ခန်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့သတင်းဌာနကသတင်းတောက်တွေကိုဂျူနိုက်တက်ရဲ့သတင်းစာရှင်းလင်းပွဲတိုင်းမှာလုံးဝဝင်ဝင်ပိတ်ပင်တဲ့အထီကိုသူလုပ်ခဲ့တာ။1998-99ဘောလုံးရသည်စတဲ့အခါ United ရဲ့ဝေကွင်းပွဲစဉ်တိုင်းခါဒေးဗစ်ဘက်ခန်အတွက်ငရဲပြည်သွားရတယ်လို့ကိုဖြစ်ခဲ့တာဗျာတဝင်းလုံးကပြည်သက်တွေကဘက်ခန်ကိုလှောင်နေသူဘောလုံးထိလိုက်တိုင်းမှာသူ့ကိုဘူးလုပ်တယ်လေတွေဝိုင်းချွန်ကြတယ်ပြီးတော့သူနဲ့ပုံတူဗျာရုပ်သရုပ်တွေလုတ်ပြီးတော့ဟိုကြိုးပိတ်ဆွဲချတာမျိုးတွေလုတ်ပြပြီးတော့စိတ်တက်ပြက်ပြအောင်တိုက်ခိုက်တယ်ဘက်ခန်ကိုတိုက်ခိုက်ရုံနဲ့မဟုတ်ဘူးသူ့ရဲ့မိန်းမဒီဗစ်တိုးရီးယားကိုပါလိမ်မိုင်းဆိုင်ရာစော်ကားတဲ့တခြင်းတွေရိုင်းဆိုင်တဲ့အပြုတ်မှုတွေကိုတဝင်းလုံးဟိနေအောင်တီဆိုပြီးတော့အော်ဟစ်ပြီးတော့စိတ်တက်ပြိုလဲသွားအောင်ကိုစိတ်တက်စစ်စင်ရေးတွေလုပ်ခဲ့တာကွ
ကွင်းထဲမှာဒေးဗစ်ဘက်ခန်တောင်းကံဘောကန်တဲ့အချိန်တိုင်းပရိသတ်တွေကဘီယာဂတ်တွေအကျွေစေးတွေနောက်ဆုံးလေးခွားတွေနဲ့အထိပြလှမ်းပစ်တက်လို့ဘက်ခန်တောင်းကံဘောကန်ရဲ့ရဲဝန်တန်းတွေကတော့ဒိုင်းနေနဲ့ကာပေးခဲ့ရတာလူးစ်ဖီကိုဘာစီလိုနာကနေရီယယ်မက်ဒရစ်ကိုပြောင်းသွားလို့ခံခဲ့ရတာကတော်သေးတယ်ဗျဒေးဗစ်ဘက်ခန်ကအဲ့ဒီအနေကတ်လေးကြောင့်ကိုဖြစ်ခဲ့တာအဲ့ဒီတပွဲနှစ်ပွဲတည်းဖြစ်တာမဟုတ်ဘူးနှစ်နဲ့ချီပြီးတော့ကိုတစ်နှစ်နှစ်နှစ်ထိကိုဖြစ်ခဲ့တာဗျဒီနေရာမှာဒေးဗစ်ဘက်ခန်အတွက်ဖာဂီရဲ့ပါနှက်မှုဟာအများကြီးတက်ရောက်မှုရှိခဲ့တယ်ဗျသူကဘက်ခန်ကိုပွဲမထုတ်ဖဲနဲ့ခြံထားတာမျိုးအဲ့ဒီယာတီမှာသူလုံးဝမလုပ်ခဲ့ဘူးတချို့နီးပြတွေဆိုရှိတယ်ဗျသူတို့ကစားသမားကိုအရန်ဝေဖန်နေကြပြီးပြိသက်တွေနဲ့အဆင်မပြေတော့ဘူးဆိုရင်အဲ့ဒီကစားသမားကိုလူမြင်ကွင်းကဖျောက်ပြီးတော့ကာကွယ်ပေးတာမျိုးတွေလုပ်တယ်ဒါပေမဲ့ဖာဂီကတော့အဲ့လိုမျိုးလုံးဝမလုပ်ခဲ့ဘူးဒေးဗစ်ဘက်ခန်ကိုပွဲတိုင်းမှာပုံမှန်တိုင်းပဲသူထည့်ကစားပေးတယ်ပြီးတော့အခုလိုမျိုးသူလမ်းညွှန်တယ်ဒီဟာတဲ့ United ရဲ့ပွဲတိုင်းဟာမင်းအတွက်တော့ဘောလုံးပွဲပဲတော့ငါကောင်သူတို့မင်းကိုလှောင်နေတာတွေကိုတုံ့ပြန်ဖို့အကောင်းဆုံးနီလန်ကကွင်းထဲမှာမင်းရှစ်စွမ်းကောင်းနေဖို့လိုတယ်ပွဲတိုင်းကိုဘောလုံးပွဲလိုအာယုံစိုက်ပြီးတော့သူတို့ရဲ့ပါဇက်တွေကိုပိတ်ပစ်လိုက်စမ်းကွာဆိုပြီးတော့နောက်ွယ်ကနေတောင်းကြောက်သူဒေးဗစ်ဘက်ခန်ကိုလမ်းညွှန်မှုတွေလုပ်တယ်သူ့ဖေရဲ့ယုံကြည်မှုတွေဗစ်တိုးရီးယားရဲ့အားပေးမှုတွေဂယ်ရီနဗီပေါစကိုနဲ့ရိုင်ကိန်းတို့ရဲ့ကာကွယ်ပေးမှုတွေပြီးတော့ဒီဖာဂီရဲ့သားသမီးလိုစောင့်ရှောက်မှုအပြင်မှာပါဗျာဒီပြတယောက်ရဲ့ဗျူဟာမြောက်ပံ့ပိုးမှုတွေကြောင့်ပဲဒေးဗစ်ဘက်ခန်ဒီဖိအားတွေကိုရှေ့စွမ်းနဲ့တုံ့ပြန်နိုင်ခဲ့တာအဲ့ဒီ1998-99ဘောလုံးညာတီဟာဒေးဗစ်ဘက်ခန်ရဲ့ကစားသမားဘဝတစ်လျှောက်မှာအောင်မြင်မှုအရှိခဲ့ဆုံးဘောလုံးညာတီပဲပရီးမီယာလိဖလားကိုရတယ် FA ဖလားကိုရတယ်ချန်ပီယံလိဖလားကိုရတယ်တရားတီလုံးမှာဖလား3လုံးရယူပြီးတော့တမိုင်းမှတ်တိုင်ကိုသူစိုက်ထူနိုင်ခဲ့တာသူတို့ပြင်အဲ့ဒီဖလား3လုံးအတွက်ရေးပါတဲ့အခိုက်အတန့်တိုင်းမှာဒေးဗစ်ဘက်ခန်ကချိနေခဲ့တာဗျာပရီးမီယာလိရာသီနောက်ဆုံးပွဲတော့တန်တဲ့ပွဲမှာတကူကိုမရှိနဲ့ရှုံးပြီးတော့ဖလားလက်လွတ်ရမယ့်အခြေအနေဖြစ်နေတဲ့အချိန်မှာဒေးဗစ်ဘက်ခန်ကလှပတဲ့ကန်ချက်နဲ့ကိုသူချီပါကိုသွင်းယူပေးခဲ့တာအဲ့ဒီပွဲမှာ 2-1 နဲ့နိုင်ပြီးတော့ပရီးမီယာလိချန်ပီယံဖြစ်သွားတယ်ချန်ပီယံလိဖိုင်နယ်ကစားတော့လေဘောလုံးပွဲမှာရိုင်ကိန်းနဲ့ဘော့စကိုကပွဲပယ်ခံထားရတာဗျာဖာဂီကအဲ့ဒါကြောင့်အဲ့ဒီပွဲမှာသူ့ကိုကွင်းလယ်မှာပြောင်းကစားခိုင်းတာသူမကစားဘူးတဲ့နေရာမှာအကောင်းဆုံးထိန်းချုပ်ပေးနိုင်ရုံမကပဲနဲ့ဒီပွဲပြီးနာကျင်အချိန်ပုံမှာတော့တမိုင်းဝင်အနိုင်ရတဲ့မှာတောင်းကဘောနှလုံးစလုံးကိုတိတိကျကျသူကန်ပေးခဲ့တာတရားဒီလုံးမှာအသင်းအတွက်သူကိုသွင်းတယ်ကိုဖန်ဒီမှု18ကြိမ်အထိပြုလုပ်ပေးနိုင်တယ်သူရဲ့ဖြတ်တင်ဘောတွေ free kick တွေကြောင့်ပဲအန်ဒီဂိုတို့ dry out တို့ဂိုးတွေတဒုံသွင်းနိုင်ခဲ့တာဗျာ1998ကမ္ဘာဖလားကြောင့်နိုင်ငံသစ္စာဖောက်ငတုံးလို့တတ်မှတ်ခံရတဲ့ဘက်ခန်ကရာသီလဲကုံရောသူ့ရဲ့ခြေစွမ်းကြောင့်ပဲကမ္ဘာဘောလုံးလောကရဲ့ထိပ်ဆုံးကိုသူပြန်ရောက်သွားတယ်ချန်ပီယံလိနဲ့အခုယူရိုပါလိဖလားပေါ့ဗျာအဲ့တော့ကတော့ UEFA ဖလားပေါ့အဲ့ဒီပြိုင်ပွဲနှစ်ခုရဲ့အကောင်းဆုံးကစားသမား UEFA Club Footballer of the Year အဖြစ်သူရွေးချယ်ခံရတယ်အဲ့ဒီနှစ်မှာပြသခဲ့တဲ့ခြေစွမ်းကြောင့်ပဲ1999ခုနှစ်ရဲ့ဒီကမ္ဘာအမြင့်ဆုံးဆုတွေဖြစ်တဲ့ဘာလွန်ဒိုဆုရဲ့ FIFA ကမ္ဘာအကောင်းဆုံးကစားသမားဆုရဲ့အဲ့ဒီဆုပွဲပွဲနှစ်ခုစလုံးမှာဒုတိယနေရာကိုသူရခဲ့တယ်အဲ့ဒီနှစ်ကပထမရသွားတာကရီဗာဒိုဗျအဲ့ဒီရာသီနဲ့ပတ်သက်ပြီးတော့သူပြန်ပြောခဲ့တာကကမ္ဘာဖလားပြိုင်ပွဲမှာထိခဲ့တဲ့အနီကဟာအဲ့လောက်ထိဆိုးရလိမ့်မယ်လို့ကိုကျွန်တော်မထင်ခဲ့မိဘူးဗျာတုံလုံးလုံးဗျာကျွန်တော်အစာလည်းမစားနိုင်ဘူးအဲ့လိုလည်းမပြောဘူးလက်ချောက်ရင်တော့တုံနေပြီးတော့အမြဲတမ်းဘေးဘီကိုကြောက်တဲ့စိတ်နဲ့ကျွန်တော်ကြည့်နေခဲ့ရတယ်ကျွန်တော်အမတစ်ခုလှုပ်ခဲ့မိတာမှန်ကောင်းမှန်ပေမဲ့သူတို့တုတ်ပြန်ခဲ့တာတွေကတကယ်ကိုရက်ဆက်လွန်တာဗျာအဲ့တော့ကကြုံခဲ့ရတဲ့စိတ်တန်ရာတွေကကူးတဲ့ထိကျွန်တော်ဆွဲကြံနေတော့မယ်အဲ့ဒီချိန်မှာကျွန်တော်သာ United ကစားသမားဖြစ်မနေခဲ့ရင်ဖာဂီသာရှိမနေခဲ့ဘူးဆိုရင်ပြီးတော့ကျွန်တော်ဖေနဲ့ဗစ်တိုးရီးယားသာစစ်တပ်ပိုင်းဆိုင်ရာတွဲမထူပေးခဲ့ရင်ကျွန်တော်ဖျားတွေကိုတောက်ခံနိုင်မှာမဟုတ်ဘူးဗျဘောလုံးလည်းဆက်ကစားနိုင်ဖို့လမ်းစာရှိမှာမဟုတ်တော့ကျွန်တော်စိတ်ဓာတ်တွေကြပြီးတော့တောင်ယူသွားနိုင်တယ်ဆိုပြီးတော့သူကဝန်ခံထားတာ1998မှာသူ့ကိုကူညီခဲ့တဲ့သူ့ကိုဆွဲတင်ပေးခဲ့တဲ့အဲ့ဒီကျေးဇူးတရားတွေကြောင့်ပဲဒေးဗစ်ဘက်ခန်ဒီအဲ့ဒီနောက်ပိုင်းမှာဖာဂီကိုတတ်နိုင်တယ်လို့ပြသူသိခံခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့အဲ့ဒီ1999ခုနှစ်ခါဒေးဗစ်ဘက်ခန်တို့တကယ်ကိုပြည့်စုံခဲ့တဲ့နှစ်ပဲဗျတာဦးလေးရပြီးတော့တိတ်မကြဘူးဗျရာသီလဲတိမ်ရောဖလား3လုံးနဲ့သူတို့အောင်ပွဲခံနိုင်တယ်ဇူလိုင်လမှာဗစ်တိုးရီးယားနဲ့သူလက်ထပ်တယ်ဗျဒေးဗစ်နဲ့ဗစ်တိုးရီးယားပေါင်းပြီးတော့ကျင်းပခဲ့တဲ့ပွဲတွေမှာဖာဂီတက်ပေးခဲ့တဲ့တခုဒီသောပွဲခါအဲ့ဒီမင်္ဂလာဆောင်ပဲUnited အသင်းသားအားလုံးတက်ရောက်တယ်အင်္ဂလန်အသင်းပေါ်တွေလည်းအကုန်လုံးတက်ရောက်တယ်ဂရီနဗီကအဲ့ဒီပွဲမှာသူတို့သားအရန်လုပ်ပေးခဲ့တာဗျဂရီနဗီပြန်ပြောခဲ့တာကတော့ဗျအဲ့ဒီညမှာဖာဂီဟာပြောတယ်လွန်နေလို့မနေ့တောင်ထိန်းခဲ့ရတယ်ဆိုပြီးတော့သူကဆိုထားတာ1999-2000ဘောလုံးရသည်မှာလည်း United က Premier League မှာတော့စံချိန်တင်အမှတ်ဖြတ်ပြီးတော့ကိုပို့ဆွဲခဲ့တာဗျစုပေါင်းရမှတ်61မှတ်နဲ့ဒုတိယနေရာက Arsenal ကို17မှတ်ဖြတ်ပြီးတော့ကိုမှတ်ပေးဖလားကိုသူတို့ကာကွယ်နိုင်တယ်အဲ့ဒီရာသီမှာ FA ဖလားကိုတော့သူတို့မကာကွယ်နိုင်ခဲ့ဘူးဗျ2000ခုနှစ်ဇန်နဝါရီလမှာ FIFA ကကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲအသစ်ကြီးကိုသူတို့ကျင်းပတယ်ကျင်းပတဲ့အချိန်မှာ United ကလည်း1999ခုနှစ်မှာချန်ပီယံလိရထားတာဆိုတော့ဝင်ပြိုင်မှုဖြစ်လာတယ်
ပြိုင်ပွဲကျင်းပမဲ့အချိန်ကလည်းဇန်နဝါရီလဆိုတော့ဗျာအင်္ဂလန်နိုင်ငံမှာကတကယ့်ကိုပွဲချက်ကိုဖြတ်နေရတဲ့အချိန်ဆိုတော့ United ဒီအဲ့ဒီပြိုင်ပွဲကိုတော့မပြိုင်ခြင်းဘူးတကယ်လို့တော့ပြိုင်ရမယ်ဆိုလဲသူတို့ရဲ့အင်္ဂလန်ပြည်တွင်းပွဲစဉ်တရားတွေကိုရွှေ့ပေးဖို့ဆိုပြီးတော့ FA ကိုတောင်းဆိုပေးမယ် FA ကလက်မခံခဲ့ဘူးမရွှေ့ပေးခဲ့ဘူးအဲ့ဒါနဲ့နောက်ဆုံးမှာတွားရပြိုင်ရမယ့်နေရာကလည်းဘရာဇီးတီဆိုတော့ဗျာ United ကမပြိုင်ဖို့သူတို့လုပ်ခဲ့တယ်အဲ့မှာပြဿနာစတာပဲတကယ်တော့အင်္ဂလန်က2006ခုနှစ်ကမ္ဘာဖလားမှာအင်ရှင်ဖြစ်ခွင့်ကိုသူကဝင်ပြိုင်ထားတာအဲ့ဒီ FIFA ကမ္ဘာကလပ်ဖလားပြိုင်ပွဲအပြီးမှာအင်ရှင်ကလည်းရွေးမှာဆိုတော့တကယ်လို့များ United သာဘရာဇီးမှာကျင်းပမဲ့ FIFA ကမ္ဘာကလပ်ဖလားပြိုင်ပွဲကိုလာမပြိုင်ဘူးဆိုရင်အင်္ဂလန်အသင်းကိုကမ္ဘာဖလားအင်ရှင်စင်းတွေကနေပယ်ဖြတ်မယ်ဆိုပြီးတော့ဒီပြည်တိုင်ဝန်ကြီးချုပ်နဲ့ FA ကိုဘလတာကအကြောင်းကြားလိုက်တာအဲ့မှာပဲဝန်ကြီးချုပ်နဲ့ FA က United ကိုတွားပြိုင်ပေးဖို့တောင်းဆိုတာဒါကမင်းတို့ United တသင်းရဲ့ကိစ္စမဟုတ်ဘူးငါတို့အင်္ဂလန်နိုင်ငံလုံးရဲ့အင်ရှင်ဖြစ်ရေးအိမ်မက်နဲ့ဆိုင်နေလို့နိုင်ငံအတွက်တာဝန်တရားတွေနဲ့မဖြစ်မနေတွားပြိုင်ပေးပါဆိုပြီးတော့နိုင်ငံတော်အဆင့်အမိန့်ပေးတယ်လို့မျိုးသူ့ကိုအမိန့်ပေးခဲ့တာဒါပေမဲ့ United ရဲ့ပွဲစဉ်တွေကိုတော့သူတို့မရွှေ့ဆိုင်ပေးခဲ့ဘူးဗျအဲ့ဒါကြောင့်ပဲ United ကအဲ့ဒီပြိုင်ပွဲကိုတွားပြိုင်ပေးခဲ့ရတယ်ပြီးတော့ဇန်နဝါရီလမှာကစားဖို့ရှိနေတဲ့ FA ဖလားပြိုင်ပွဲကနေသူနှုတ်ထွက်ပေးခဲ့ရတယ်အဲ့ဒီဖြစ်အကြောင်းမှာ2000ခုနှစ်မှာ FA ဖလားကိုသူတို့မကာကွယ်နိုင်ခဲ့တာသူတို့တွားပြိုင်ပေးခဲ့တဲ့ကမ္ဘာကလပ်ဖလားပြိုင်ပွဲမှာလည်းသူတို့တွေအခြေအနေမကောင်းခဲ့ဘူးဗျအုပ်စုကနေထွက်ခဲ့ရတယ်ဒေးဗစ်ဘက်ခန်ကတော့တရားဒီလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့ပြီးတော့စုပေါင်းဂိုးဖန်တီးမှု United မှာသူ15ကြိမ်လုပ်ပေးခဲ့တယ်ပရီးမီးယားလိရဲ့ဂိုးဖန်တီးမှုအများဆုံးသူဖြစ်ခဲ့ချန်ပီယံလိမှာတော့အဲ့ဒီရာသီကွာတာဖိုင်နယ်ကနေပြီးပဲသူတို့ထွက်ခဲ့ရတယ်ဗျဒါပေမဲ့သူ့အတွက်မှတ်မှတ်ရရရှိတာကကွင်းထဲမှာရှစ်ဆန်းကောင်းတယ်ဗျအသင်းအတွက်အကောင်းဆုံးသူကစားပေးနိုင်ပေမဲ့အဲ့ဒီရာသီဒီUnited တာဝန်ရှိသူတွေနဲ့ရောဖာဂီနဲ့ရောပုတ်တိုက်မှုစပြီးတော့ဖြစ်ခဲ့တဲ့ရာသီပဲUnited အသင်းတာဝန်ရှိသူနေတဲ့ဘလို့ညှိတာလဲဆိုတော့စာချုပ်တစ်ကိစ္စအဆင်မပြေတာဗျစာချုပ်ကလက်ကျန်2နှစ်ကျော်3နှစ်နေပါရှိသေးပေမဲ့ United ဘက်ကသူ့ကိုတက်တန်းထပ်တိုးခြင်းအဲ့လိုတက်တန်းထပ်တိုးဖို့ကမ်းလှမ်းတဲ့အချိန်မှာလာတာကိစ္စရောပုံရိပ်အသုံးပြုခွင့်ကိစ္စရောညှိနှိုင်းမရဖြစ်သွားတာအဲ့ဒီအချိန်တုန်းက Real ကလည်းဗျကျွန်တော်တို့စီမံကိန်းကြီးစနေပြီဆိုတော့တလောသတင်းတွေအများကြီးကောလာဟလာတွေအများကြီးထွက်တယ်ဒေးဗစ်ဘက်ခန်ဒီ Real Madrid ကိုသွားခြင်းလို့ဒါမှမဟုတ် Real Madrid ကိုအကြောင်းပြပြီးတော့လာတာတွေအများကြီးလိုချင်လို့ဆိုတဲ့မဟုတ်မမှန်သတင်းတွေနဲ့အများကြီးအဲ့ဒီစာချုပ်တဲ့ကိစ္စကိုမီဒီယာတွေကတွေးထုတ်ခဲ့တာအဲ့ဒီသတင်းကိုမီလောင်ရလေပင်ဖြစ်စေခဲ့တာကဖာဂီနဲ့ဘက်ခမ်ပြဿနာပေါ့ဗျာ2000ခုနှစ်ဖေဖော်ဝါရီလမှာတားလုပ်တဲ့သူ Brooklyn နေမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဒေးဗစ်ဘက်ခမ်ကလက်ကျင်ရေးပြက်ကွက်ခွင့်တရက်သူတောင်းတယ်ဖာဂီဘက်ကလည်းကြီးဖြူပဲပေးခဲ့တာဗျာဒါပေမဲ့ညနေပိုင်းသတင်းတွေလဲကြာရောဗစ်တိုးရီးယားဒီလန်ဒန်ဖက်ရှင်ဝီပွဲမှာဓာတ်ပုံအရိုက်ခံရတာကိုဖာဂူဆန်ကမြင်သွားတာအဲ့မှာသူပောက်ကွဲသွားတာဒီကောင်ငါ့ကိုလိန်တယ်ခလေးနေမကောင်းလို့လက်ကျင်ရေးပြက်တာမဟုတ်ဘူးသူ့မိမဖက်ရှင်ပွဲတက်နိုင်ဖို့ခလေးထိန်ရအောင်ဒီကောင်လက်ကျင်ရေးကွင်းကိုပြစ်ခဲ့တာလို့ဖာဂီကထင်သွားတာတကယ်ကြတော့ဖြစ်ရကလည်းအဲ့လိုကိုတကယ်ဟုတ်ခဲ့တာဗျနောက်နေ့လက်ကျင်ရေးကွင်းလဲဒေးဗစ်ခန်လာရောဖာဂီကဘက်ဟန်ကိုအော်တော့တာပဲဆဲတော့တာပဲပြီးတော့သူတန်ရိုက်တယ်လီယူနိုက်တက်နဲ့အရေးကြီးဆုံးပွဲမှာတော့လူစင်းကနေဘက်ဟန်ကိုသူချန်ခဲ့တယ်အဲ့ဒီကိစ္စနှစ်ခုမှာ United အသင်းပေါ်တော့သူလုံးဝအရှုံးမပေးခဲ့ပေမဲ့ဘက်ခန်ခါဖာဂီအပေါ်မှာတော့လုံးဝကိုတိခတ်ပေးခဲ့တယ်အဲ့ဒီပြဿနာကိုသူ့ဘက်ကနေပြီးတော့ပဲရီမောမောနဲ့သူအဆုံးသတ်ပေးခဲ့တယ်ဗျဒီလိုနဲ့ယာတီလဲကုံရောယူရိုထောင်ပြိုင်ပွဲအတွက်အင်္ဂလန်သင်းမှာသူထပ်ပြီးတော့အရွေးခံရပြန်တယ်ပြဿနာထပ်ပြီးတော့တက်ပြန်တယ်ဗျ1998ကမ္ဘာဖလားတွေကမကြည်ခဲ့တဲ့အင်္ဂလန်ပရိသတ်တွေဗျအဲ့တဲကစလိုက်တဲ့အမုန်းဟာ2000ခုနှစ်ထိဟုံးတောက်နေကြပဲနှစ်ကြာသွားပြီဒေးဗစ်ဘက်ခမ်ပေါ်မှာသူတို့လုံးဝခွင့်မလွတ်နိုင်သေးဘူးယူရိုထောင်အုပ်စုအဖွင့်ပွဲစဉ်မှာပေါ်တူဂီအသင်းနဲ့ကစားရတယ်ဗျကစားရတော့အင်္ဂလန်ကရှုံးသွားတယ်သို့တော့အဲ့ဒီပွဲမှာအင်္ဂလန်ရခဲ့တဲ့2ဂိုးလုံးကိုဒေးဗစ်ဘက်ခမ်ကဖန်တီးပေးခဲ့တာဒါပေမဲ့ရလက်တွေမကောင်းတဲ့အချိန်ပြစ်ချတရားလည်းမရှိတော့အင်္ဂလန်ပရိသတ်တွေကပွဲပြီးတဲ့အချိန်မှာဒီကစားသမားတွေဝက်လက်ကန်နဲ့သွားတဲ့အချိန်မှာဒေးဗစ်ဘက်ခမ်ကိုမကြောက်ဝမနာသားတွေနဲ့ဝိုင်းပြီးဆဲတယ်အစိုးဆုံးကသူ့သား Brooklyn ရဲ့နာမည်ပါလာတဲ့အခါကျတော့ဘက်ခမ်ဒီစိတ်မထိန်နိုင်တော့ပဲနဲ့ပရိသတ်တွေရှိတဲ့ဘက်ကိုလက်ကလေးပြန်ပြီးထောင်ပြခဲ့အဲ့မှာပဲဗီဒီမီဒီယာတွေကလုတ်ပြန်ရောဗျာဘက်ခမ်ကိုအင်္ဂလန်သင်းရဲ့ဝန်တော့ဝန်ဘိုးကြီးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ဝေဖန်ကြတယ်ပြီးတော့ဒီကစားသမားကိုပရိသတ်ကိုမလေးမစားလုတ်တဲ့အတွက်အရေးယူပေးဖို့သူတို့ highlight တွေလုပ်ပြီးသူတို့ဖော်ပြတယ်ဒါပေမဲ့ဒီတစ်ချိန်ကန်ကောင်းသွားတာကနီးပြ Kevin Keegan ကသူ့ကိုအပြည့်အဝကိုကာကွယ်ပေးခဲ့တာနီးပြပြန်ပြောခဲ့တာကတော့ဗျာဘက်ခမ်နေရာမှာကျွန်တော်သာဆိုအဲ့ထက်တောင်ဆိုးလိမ့်မယ်ဗျာဒီကောင်တွေရဲ့ဆဲဆွမှုတွေကလက်ကလေးထောင်ပြတာလေးနဲ့လုံးဝမလုံလောက်ဘူးဆိုပြီးတော့ကာကွယ်ပေးခဲ့လို့ဒေးဗစ်ဘက်ခမ်ဒီလုံးဝအရေးယူမခံခဲ့ရဘူးတတိပေးခံခဲ့ရနိုင်ပဲပြီးသွားတယ်ဂျွန်ထောင်ပြိုင်ပွဲမှာလည်းသူတို့ကြချုံခဲ့ပြန်တယ်ဗျာဒေးဗစ်ဘက်ခမ်လည်းမီဒီယာရဲ့သားကောင်ဖြစ်ခဲ့ပြန်တယ်2001ဘောလုံးရသည်ပြန်စားဖို့တပတ်ပဲလူတော့တဲ့အချိန်2000ခုနှစ်ဩဂတ်လ17ရက်နေ့မှာပဲဖာဂီနဲ့ဘက်ခမ်နောက်တစ်ခါပုတ်တိုက်မှုထပ်ဖြစ်တယ်
အဲ့ဒီနေ့ကဒီ Premier League ပြိုင်ပွဲအကျိုး Charity တိုင်းပွဲကစားရမယ့်နေ့ဗျ Chelsea အသင်းနဲ့ကစားရမှာပြဿနာက David Beckham ရဲ့စပင်စတိုင်ကနေပြီးစတာပဲဗျကိုလူက Mohawk ညှက်လာတာဗျFagi ကိုမသိတဲ့ကျင်တော့သူကမနေ့ပိုင်းလေ့ကျင့်ရေးတစ်ချိန်လုံးသူခေါင်းဆွတ်ပြီးတော့လေ့ကျင့်ရေးတွေလုပ်တယ်ညနေ line up ထုတ်တဲ့အချိန်ထိအဝေးလဲကားနဲ့မှလူစုတဲ့အချိန်ထိ David Beckham ကဒီခေါင်းဆွတ်ကြီးမချွတ်သေးတာကို Fagi ကတန်တရားဝင်သွားတာအဲ့ဒါနဲ့သူ့ကိုတင်းချွတ်ခိုင်းတော့မှ Beckham Mohawk ညှက်လာတာကို Fagi ကမြင်သွားတာမင်းဒီနေ့ပွဲထွက်လူစရင်မှာပါကြရင်မင်းချက်ချင်းကရုံးတုံးလိုက်ဆိုပြီးတော့မိန်ပေးခဲ့ပွဲကစားဖို့ကလည်းတနာရီလောက်ပွဲလူတော့တဲ့အချိန်ပြလုံးဝရွေးတရားမရှိတော့တဲ့အချိန်ဆိုတော့သူအိမ်သားထဲဝင်ပြီးတော့ကတ်ကြီးနဲ့ပဲသူအရင်ကကြိုက်လိုက်ရတယ်နောက်ကသပင်တွေကိုမမြင်ရလို့သူ့ကိုကူပြီးတော့ကရုံးပြောင်းအောင်တုံးပေးခဲ့တဲ့သူကမှုံကြီး Posco ပဲတခါမှကစားသမားဘွားမှာကရုံးပြောင်းအောင်တုံးဖို့စိတ်ကူးမရှိတဲ့ fashion မင်းသားကို Fagi ကဥရှိုးကျင်ခဲ့တာလည်းပါမှာပေါ့ဗျာဒါပေမဲ့ဘက်ခန်းကတော့အဲ့ဒီကိစ္စကိုသူ short မပေးခဲ့ဘူးဗျသူစပင်းနေပြန်ချေလာတဲ့အချိန်မှာသူထားခွင့်မရခဲ့တဲ့အဲ့ဒီစပင်းစတိုင်ကို international break ကာလမှာ14ရက်အချိန်ရတဲ့အချိန်မှာအင်္ဂလန်နဲ့ကစားခဲ့တဲ့ပွဲတွေမှာသူထားခဲ့တယ်နိုင်ငံတကာပွဲတွေပြီးလို့ United ကိုပြန်လာတဲ့အချိန်လဲကြာရောသူကရုံးပြန်တုံးလာသူလှုပ်ချင်တာကိုဗျ Fagi အပေါ်မှာလက်တလုံးလေးချပြီးတော့သူလှုပ်ခဲ့တာအဲ့ဒါကိုလဲ Fagi ဘက်ကမကျင်တတ်ခဲ့ဘူး2000ခုနှစ်နိုဝင်ဘာလကိုရောက်တဲ့အချိန်မှာ David Beckham နဲ့ Fagi ကြားမှာတတိယအကြိမ်အဖို့အထက်ကလေးထပ်ဖြစ်တယ်ဒါပေမဲ့ဒီကြိမ်ဖြစ်တာကတော့ Fagi ဘက်ကနေပြီးတစ်ဖက်သက်ဖြစ်တာဗျပြဿနာကအင်္ဂလန်အသင်းကောင်းဆောင်ဖြစ်ဂျာယီလီပြပီတာတေလာက David Beckham ကိုပေးလိုက်တာအဲ့ဒါကို Fagi ကမကျင်တတ်ဘူးအဲ့ဒီတာဝန်ကိုသူကမယူသေးခြင်းဘူးအင်္ဂလန်ပြည်သူတွေအင်္ဂလန်မီဒီယာတွေတလောကလုံးနှိပ်စက်ထားလို့ဗျဘောလုံးကွင်းပြင်ပကိုရော့လူစဲစဲဖြစ်နေတဲ့ကစားသမားတယောက်ကိုသူမနေ့ပြန်ပြီးတော့ထူထောင်ပေးထားရတာဗျခုလိုမျိုးလူရုပ်သူရုပ်ထွက်လာပြီဆိုတော့အခန့်အသင့်စားကြတဲ့သူတွေဆိုပြီးတော့အင်္ဂလန်အသင်းတာဝန်ရှိသူတွေကိုကြည့်မရတာနဲ့သူကလက်မခံစေချင်တာ United မှာနံပါတ်ခွန်ဂျာစီလေးပေးထားတာတခုတည်းနဲ့တိုင်ဗျသူတော်တော်လေးထိန်းနေရတာကိုအင်္ဂလန်အသင်းကောင်းဆောင်သာဖြစ်သွားပြီဆိုရင်တော့ David Beckham ရဲ့မီဒီယာထက်ကြော်သောမှုတွေကိုလည်းဘလုံးမထိန်းနိုင်မှာမဟုတ်တော့ဘူးလို့သူကထပ်ပြီးတော့ယူဆတယ်ကလပ်အသင်းထက်နိုင်ငံအသင်းပေါ်မှာပိုပြီးအာရုံစိုက်သွားမှာကိုလည်းသူကမလိုချင်ခဲ့တော့ David Beckham အင်္ဂလန်အသင်းကောင်းဆောင်ဖြစ်လာတာဟာသူ့အတွက်တော့ကြီးမားဆုံးပြဿနာပဲနောက်ပိုင်းမှာအမြဲတမ်းနှိပြဖြစ်လာတဲ့ Eriksen ကလည်း Beckham ကိုပဲအသင်းကောင်းဆောင်တရားပေးခဲ့တာဗျအသက်ကလည်း25ဗျကြော်ကြောက်မှုကလည်းမြင့်ဆုံးအဆင့်ကိုရောက်နေတဲ့အချိန်ဆိုတော့ဒီဆယ်လီအတိုင်းဝိုင်းမှာသူ့ရဲ့ကြော်သောမှုကြီးကမင်းကိုကြိုတက်ပေးလိုက်တယ်လို့ပဲဒါတွေကိုကြည့်ပြီးတော့ Fagi ကအန်တကြိတ်ကြိတ်နဲ့ကိုသူနေခဲ့ရတာဒါပေမဲ့ဗျဒါတွေက Fagi ရဲ့တစ်ဖက်သက်တွေးပူခဲ့တာတက်တက်ပဲDavid Beckham ဟာကွင်းပြင်ပမှာဖျော်ဖြေရေးသမားဆိုပေမဲ့ United ဂျာစီဝတ်လိုက်ပြီဆိုရင်တော့ United ရဲ့ DNA United ရဲ့နံပါတ်9ဖြစ်သွားတာပဲဗျပွဲထဲမှာသူခြေစွမ်းပြတယ် David Beckham ရဲ့တမိုင်းမှာ United နဲ့3ပွဲဆက်4ပွဲဆက်တလားလောက်ဆိုပြီးတော့ခြေစွမ်းမပြနိုင်ခဲ့တယ်ဆိုတာမျိုးမရှိခဲ့ဘူး United နဲ့သူ3နှစ်ဆက်တိုက်သူဖလားရတယ်ဗျပြီးတော့အဲ့ဒီရာသီဂိုးဖန်တီးမှုအများဆုံးကစားသမားသူဖြစ်ခဲ့တယ်ပြီးတော့2000ခုနှစ်မှာပေးတဲ့ဘာလနော့ဆုမှာရော FIFA ကမ္ဘာအကောင်းဆုံးဆုမှာရောဒုတိယဆုထပ်ရတဲ့အထိကိုသူအောင်မြင်ခဲ့တာ David Beckham ဟာ United ရဲ့ Class of 92မျိုးဆက်မှာတဦးချင်းဆုတစိတ်ရရှိမှုအမြင့်ဆုံးအဆင့်ကိုစွမ်းဆောင်ပြခဲ့တဲ့တဦးတည်သောကစားသမားပဲဗျကျန်တဲ့ဘယ်သူမှဘာလနော့ဆင်မြင့်ထက်ကိုမရောက်ခဲ့ကြဘူး FIFA ဆင်မြင့်ထက်ကိုဘယ်သူမှမရောက်ခဲ့ကြဘူးအင်္ဂလန်လက်ရွေးစင်အသင်းကို Eriksen ကင်တွယ်တဲ့အချိန်မှာနိုင်ငံသားကိုနီးပြခန့်လို့ပြီးတော့ David Beckham လို့ကစားသမားကိုကပတိန်ယာဒူးပေးလို့ဆိုပြီးတော့မီဒီယာတွေထက်မှာစူညံပွက်လို့ရိုက်ခဲ့ပြီးမဲ့2000ခုနှစ်အပြီးမှာပဲ Beckham ရဲ့အညံ့တွေကုန်သွားတယ်လို့ပြောရမှာပဲဗျ။နီးပြ Eriksen နဲ့ Beckham အသင်းကောင်းဆောင် Beckham တွဲဖက်ဟာအင်္ဂလန်တပိုင်းတစ်ချောင်းမှာတော်တော်လေးကိုညီခဲ့တာပြီးတော့အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲတွေအကြောင်းကိုပြန်ပြောတိုင်းတသပြောနေရမယ်အကောင်းဆုံးပွဲ2ပွဲကိုလည်းသူတို့တွေပေါင်းပြီးတော့ဖန်တီးနိုင်ခဲ့တာစစ်ပွဲပထမကြော့အိမ်ကွဲမှာပြ0-1နဲ့ရှုံးထားတဲ့ဂျာမနီကိုအဝေးဝဲမှာမဖြစ်နိုင်တဲ့ကြလက် 1-5 နဲ့သူတို့နိုင်ကစားခဲ့တယ်အဲ့ဒီပွဲမှာဂိုးဖန်တီးမှုသူမလုပ်နိုင်ခဲ့ပေမဲ့သူ့ရဲ့ free kick ကနေပြန်ထွက်လာတဲ့ဘောလုံးတွေကိုပိတ်သွင်းရင်းနဲ့ဂိုးတွေဖြစ်သွားတဲ့ဂိုးက2ဂိုးရှိတာဗျပြီးတော့အုပ်စုအဆင့်နောက်ဆုံးပွဲပြဂရိနဲ့ကစားတဲ့ပွဲကတော့ David Beckham ဘဝအတွက်အမှတ်တရပေါ့ဗျပွဲကစားချိန်64မိနစ်အထိသူတို့တွေ2-1နဲ့ရှုံးနေတာအဲ့ဒီပွဲအဲ့ဒီတိုင်းနဲ့ပြီးသွားရင်အင်္ဂလန်ဒီတိုက်ရိုက်ချစ်စစ်ပွဲအောင်ဖို့မဖြစ်နိုင်ဘူးပွဲပြီးဖို့16စက္ကန့်ပဲလိုတော့တဲ့အချိန်မှာရတဲ့ free kick ဟာအင်္ဂလန်လက်ရွေးစင်အသင်းကို2002ကမ္ဘာဖလားချစ်စစ်ပွဲတိုက်ရိုက်အောင်ဖို့ဖြစ်စေခဲ့တယ်လို့ David Beckham ကိုလည်းပြည်သူ့အချစ်တော်နေရာကိုပြန်ပို့ပေးခဲ့တာဗျတကယ်တော့အဲ့ဒီပွဲ2-1နဲ့အင်္ဂလန်ချုံးနေချိန်မှာကွဲလိုက်တိုင်းလူကြီးကလည်းတိတိတသာကိုအင်္ဂလန်အသင်းဘက်ကိုပတ်လိုက်ခဲ့တယ်အဲ့ဒီပွဲကကျွန်တော်တို့ထိုင်ကြည့်နေခဲ့တာပေါ့ဗျBeckham free kick ကန်လို့ကောင်းမဲ့နေရာတွေမှာအင်္ဂလန်အသင်းသားတယောက်ယောက်လဲတာနဲ့ထိတာနဲ့ဒိုင်လူကြီးက free kick ကိုတန်းပေးခဲ့တာနောက်ဆုံး free kick မကန်အချိန်အထိပြအဲ့ဒီကန်လို့ကောင်းမဲ့နေရာကနေစုပေါင်း9ချိန်လောက်ထိပေးခဲ့ပြီအပေါ်ကိုလွဲသွားတယ်ဂိုးသမားပုတ်ထုတ်တယ်နဲ့အဲ့ဒီတိုင်းပဲသွားနေတာအဲ့ဒီပွဲပြီးကနီးမှာရတဲ့ free kick ကို Teddy Sheringham ကသူကန်မယ်ဆိုပြီးတော့ David Beckham စီမှာတောင်းခဲ့သေးတယ်ဗျဒါပေမဲ့ Beckham ကတော့
မပေးခဲ့ဘူးငါ့ချမကိုငါပဲဖန်တီးမယ်ဆိုပြောပြီးတော့မှားအယွင်းမရှိကိုသူကံပေးခဲ့တာအဲ့ဒီ free kick ကိုကြောင့်ပဲအင်္ဂလန်သင်း2002ကမ္ဘာဖလားချစ်စစ်ပွဲအောင်သွားတယ်လို့သူလည်းအင်္ဂလန်တနိုင်ငံလုံးရဲ့အရှက်တော်ပြန်ဖြစ်သွားတယ်2002ပြိုင်ပွဲကတော့ဗျသူ့တက် drama တွေအရန်ကိုများခဲ့တဲ့ပြိုင်ပွဲကမ္ဘာဖလားပြိုင်ပွဲကြီးစဖို့51ရက်ပဲလူတော့တဲ့အချိန်မှာခြေတော့ယူကျိုးသွားတာဗျဒဏ်ရာရသွားတာ2002 April လမှာဒီပိုတီပိုနဲ့ချန်ပီယံလိပွဲကစားရင်းနဲ့ဖြစ်သွားတာဒဏ်ရာကလည်းအနည်းဆုံး2လလောက်နားရမယ်ဆိုတော့ကမ္ဘာဖလားပြိုင်ပွဲကိုလွဲချော်ဖို့ဖြစ်သွားတာ1998မှာသူ့ကိုဝိုင်းပြီးတွေ့ခဲ့တဲ့အင်္ဂလန်မီဒီယာတွေဒီတစ်ချိန်တော့တာဝန်ကျေခဲ့တယ်ဗျအယိုးကျိုးနေတဲ့ဒေးဗစ်ဘက်ခန်နဲ့ခြေတော့ပေါ်မှာလက်တင်ပြီးတော့အင်္ဂလန်နိုင်ငံလုံးကတက်တာပါစီကြောင်းဆူတောင်းပေးနိုင်မှုဆိုပြီးတော့သတင်းစာထဲမှာဘက်ခန်နဲ့ခြေတော့ပုံကိုတကယ်ကိုကြည်တောက်ရှင်းရိုက်နှိပ်ပေးခဲ့ကြတာပြီးတော့တနိုင်ငံလုံးကိုအဲ့ပေါ်မှာလက်ကလေးတွေတင်ပြီးတော့မြန်တက်တာပါစီလို့ဆူတောင်းမှုဆိုပြီးတော့မီဒီယာတွေကနေတဆင့်တောင်လှုပ်ဆော်ပေးခဲ့တာပြီးတော့ရိုးကျိုးတန်ရာကိုအမြန်ဆုံးတက်တာနိုင်ဖို့အတွက်အဲ့ဒီခေတ်တုန်းကဗျစမ်းသက်တဲ့ဒီဆေးဝါးနီးပညာတွေကိုလည်းအများကြီးသူတို့အသုံးပြုပေးခဲ့တယ်။အောက်ဆီဂျင်ဖိအားမြင့်ထားတဲ့အထူးတဲဒါမှမဟုတ်အဲ့ဒီခန်းတီးတီးလေးထဲမှာနေ့စဉ်နိုင်ပေါင်းများစွာဒေးဗစ်ဘက်ခန်ကိုအိတ်ဆက်ခိုင်းတယ်။အဲ့ဒီနီလန်ကဒီသွေးထဲမှာအောက်ဆီဂျင်ပမာဏကိုမြင့်တင်ပေးပြီးတော့ကျိုးသွားတဲ့ခြေပမိုးရိုးကိုပုံမှန်ထက်2ဆပုံမြန်ပြီးတော့ပြန်ကောင်းလာစေဖို့အထောက်အကူပြုခဲ့တယ်။ဒေးဗစ်ဘက်ခန်ကိုနိုင်ငံတော်အဆင့်အထိပြမယုံကြည်နိုင်တဲ့အကောင်းလောက်အောင်ကိုစူးစမ်းကုသပေးခဲ့ကြတာနောက်ဆုံးမှာဘက်ခန်ဒီကမ္ဘာဖလားပြိုင်ပွဲပြီးပြန်ကောင်းလာတယ်သို့တော့အင်္ဂလန်သင်းရဲ့ပြင်ဆင်မှုတွေအပေါ်မှာတော့တက်ရောက်မှုတွေအများကြီးရှိခဲ့တာဗျတစ်ချောင်းလုံးမှာသူကအပေါ်စားလက်ကျင်ငန်းတွေပဲတယောက်တည်းတီးတန့်လုပ်ခဲ့ပြီးတော့အုပ်စုပွဲတွေမစခင်3ရက်လိုတဲ့အချိန်မှာအသင်းနဲ့အပြင်းစားလက်ကျင်ငန်းအစီအစဉ်တွေမှာသူပူးပေါင်းနိုင်တာဆိုတော့ပြိုင်ပွဲနဲ့စရောသူကြံ့ခိုင်မှုပြပြဝမရခဲ့ဘူးထဲသားမြန်သားအရှိဆုံးပွဲကဗျကွာတာဖိုင်နယ်ဘရာဇီးနဲ့တွေ့တဲ့ပွဲပဲအဲ့မှာဘရာဇီးခြေပေါက်ကိုမသွင်းခင်စက္ကမိုင်းအလုံးမှာအဲ့ဒီဘောလုံးကဒေးဗစ်ဘက်ခန်စီကိုရောက်တာဒါပေမဲ့သူ့တန်ရာကိုထိခိုက်မှာဆိုလို့ပြ challenge လုပ်ပြီးတော့သူမဖြတ်ထုတ်ဖဲနဲ့ကျွန်တော်ကိုနောက်ကိုသူရုပ်လိုက်ရာကနေချောင်းလိုက်ရာကနေဘရာဇီးကောင်တာတိုက်စစ်ဆင်ခွင့်ရသွားတယ်ရီဗာဒိုကခြေပေါက်ကိုသွင်းသွားတယ်ဒါပေမဲ့လည်းအဲ့ဒီဒဏ်ရာပြဿနာကြားကပဲအင်္ဂလန်တင်းအတွက်သူကစားပေးခဲ့တဲ့အုပ်စုပွဲစဉ်မှာဆိုပြသူ့ကို1998မှာဒုက္ခပေးခဲ့တဲ့အဓိကပြိုင်ပွဲအာဂျင်တီးနားကိုပယ်နယ်တီအနိုင်ကိုသွင်းပြီးတော့အုပ်စုကနေထွက်အောင်လုပ်ပေးနိုင်ခဲ့လို့ဒီအင်္ဂလန်ပြည်သက်တွေရဲ့ရင်ထဲမှာသေကောင်းတအူးသူပြန်ဖြစ်သွားပြန်တယ်2002ကမ္ဘာဖလားမှာအင်္ဂလန်နဲ့အတူဖိုင်နယ်အဆင့်အထိသူမရောက်ခဲ့ပြီမဲ့ဗျာသူ့ရဲ့တကူရေကြော်ကြားမှုပိုင်းမှာတော့ဒေးဗစ်ဘက်ခန်ဟာပိုဆွဲသွားတာပဲဗျာ2002ကမ္ဘာဖလားပြိုင်ပွဲမှာသူညှက်ခဲ့တဲ့ Fort Mohawksbane ကတကမ္ဘာလုံးအတိုင်းအတာနဲ့ကိုပြန့်နှံ့သွားတာဗျာဘေးနှစ်ဖက်ကိုဗျာတိုလေးညှက်ပြီးတော့ခေါင်းလဲကစပင်တွေကိုဂျယ်တို့ West တို့သုံးပြီးတော့အလဲတက်မှာစုပြီးတော့အပေါ်ကိုထောင်တင်ထားတဲ့ကျွန်တော်တို့ Fort 9ပေါ့ဗျာဘောလုံးပြိုင်ပွဲမှာဆိုဒေးဗစ်ဘက်ခန်က Mohawk လည်းမဟုတ်ဘူး Fort Mohawk ပုံစံလေးသူထားခဲ့တာပြီးတော့သူ့ရဲ့စပင်အဖျားတွေကိုချွေရောင်လေးတွေစတ်ထားပြီးတော့ဗျာကွင်းထဲမှာသူ့စတိုင်ကတော်တော်လေးကိုထင်ရှားနေခဲ့တာ2002ခုနှစ်ကိုမမေ့လိုက်တဲ့သူတွေကတော့ဒီဘဲကြီးကပောက်ကရတွေပြောတယ်အပူပြောလွန်းတယ်လို့ခင်ဗျားတို့ပြောမှာပေါ့ဗျာကမ္ဘာဖလားသမိုင်းတယ်မဟုတ်ဘဲနဲ့အမျိုးသားစပင်ကေ fashion လောကတစ်ခုလုံးကိုပါလုံးဝပြောင်းလဲပစ်တဲ့စတိုင်ဖြစ်သွားတာဗျာဒါကဘာလုံးကယောက်ျားလေးတွေចောင်းသားတွေအဲ့ဒီလူတွေများစုကြားထဲမှာကြီးကျယ်အဲ့ဒီစတိုင်ကရေပန်းစားခဲ့ပြီးတော့အင်္ဂလန်ကចောင်းတချို့မှာဆိုចောင်းသားတွေဒီစပင်စတိုင်ညှက်လာတာကိုပိတ်ပင်ရတဲ့အထိကိုကြက်ထားခဲ့အာရှမှာရှိနေခဲ့ချိန်တွေမှာဗျာသူဝစ်ခဲ့တဲ့လေကရုံးနဲ့ဒီချက်တွေဂျင်းပေါင်းမီချက်တွေလေဆဲတွေနဲ့ဒီနဂတ်စတိုင်တွေကကျွန်တော်တို့အာချတိုက်လူငယ်တွေကြားမှာအတုခိုးစရာအဓိကစတိုင်တွေဖြစ်ခဲ့တာပဲအဲ့စတိုင်တွေအားလုံးခါဒီဗီဒီယိုကိုနားထောင်နေတဲ့50နာကတ်နေတဲ့အဖိုးကြီးတွေရှိရင်ခင်ဗျားတို့အားလုံးလိုက်လုပ်ခဲ့ဘူးတဲ့ဆိုတာကြုတ်သိတယ်နေကဗီဂျဲတွေဆိုဗျာပစိုးချက်ပြုတ်ဝက်မယ်လေကရုံးတီချက်လေးဝက်မယ်စပင်စတိုင်ကဒီဒေးဗစ်ဘက်ခန်ရဲ့ Fort Mohawk နဲ့ဗျာဂျပန်မိန်းလေးစီးပြီးတော့ခင်ဗျားတို့ဂိုက်ပေးကြမ်းခဲ့ဘူးကြမှာကြုတ်သိတယ်2002-2003ဘောလုံးရာသီကတော့ဒေးဗစ်ဘက်ခန်အတွက် United မှာနောက်ဆုံးကစားခဲ့တဲ့ရာသီပေါ့ဗျာအဲ့ဒီရာသီကစိတ်လှုပ်ရှားစရာလည်းကောင်းတယ်အလှည့်အပြောင်းတွေပြိပခါတွေအများဆုံးဖြစ်ခဲ့တဲ့ရာသီတစ်ခုပေါ့ဒေးဗစ်ဘက်ခန်ရဲ့ fashion line သူ့ရဲ့နာမည်ကြီးမှုနဲ့ဇနီးဖြစ်သူဗစ်တိုးရီးယားရဲ့မီဒီယာလွှမ်းမိုးမှုတွေဟာဘောလုံးအပေါ်အာရုံစူးစိုက်မှုရောနေစေတယ်ဆိုပြီးတော့ Fergie ကယူဆခဲ့တကယ်တော့ဗျာဒေးဗစ်ဘက်ခန်ကို Fergie ကတင်ပေးခဲ့တာရှိတယ်အဲ့ဒါတော့မှန်တယ်ဒါပေမဲ့နောက်ပိုင်းနှစ်အများစုမှာ Fergie ဒီဒေးဗစ်ဘက်ခန်အပေါ်မှာအဲ့လိုမျိုးတစ်ဖက်သက်ဆုံးဖြတ်ချက်တွေရဲကြည့်ပဲသူဆုံးဖြတ်ခဲ့တာသူထင်ကြီးတစ်ခုတည်းနဲ့ပဲဘက်ခန်ကိုသူလှုပ်ချင်တိုင်းလှုပ်တယ်အနိုင်ကျင့်တဲ့သူအနိုင်ကျင့်တယ်ကျွန်တော်ကတော့ဒေးဗစ်ဘက်ခန်နဲ့ပတ်သက်ရင်နောက်ပိုင်းနှစ် Fergie ရဲ့ဆက်ဆံမှုတွေခါအနိုင်ကျင့်မှုတွေလို့ပဲကျွန်တော်ကတော့ထင်တယ်2002ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကိုဒဏ်ရာတွေကြားကပဲသူစွမ်းကုန်ကစားခဲ့ရတော့2002-2003ဘောလုံးရာသီထဲပြန်စားရောကြန့်ခိုင်မှုသူရုန်းကန်ခဲ့ရတယ်အဲ့ဒီချိန်မှာအမှတ်ပေးတရားကိုလည်းအာဆင်နယ်အသင်းကအမှတ်ဖြတ်ဥဆောင်နေခဲ့တာဗျနောက်ပိုင်းမှာဒိုင်ယာကသူပြန်တက်တာလာတော့လေဒီဂိုဖော်လာနဲ့ဆိုချာကညတောင်ပေါ်မှာခြေစွမ်းပြနိုင်တော့ဘက်ခန်ဒီ United ရဲ့မရှိမဖြစ်ပွဲထွက်ခွင့်ကစားသမားဆိုတဲ့နေရာကိုပထမဆုံးအကြိမ်သူစိတ်ခေါ်ခံရတယ်သူ့ကိုရန်ကုန်မှာပဲသူထားတယ်
ဘောလုံးကွင်းထဲမှာအရန်ကုန်မှာသာရှိနေပေမဲ့ဗျာတကယ်ကြတော့အဲ့ဒီ2002 2003ဒေးဗစ်ဘက်ခန်ရဲ့ style တွေကသူ့တစ်သက်မှာအမိုက်ခဲ့ဆုံး style တွေပဲဗျာကွင်းထဲမှာကစားကွင်းကောင်းမရဘူးမှန်တယ်ဒါပေမဲ့ကိုလူကကွင်းပြင်ပမှာကြတော့ fashion ပွဲတိုင်းမှာသူမပါရင်မပြီးဘူးလင်မယားနှစ်ယောက်စင်တူတွေဝစ်ပြီးတော့ကိုပွဲပေါင်းစုံသူတို့တက်တယ်ကြော်ညာပေါင်းစုံသူတို့လုပ်တယ်ဘလောက်တောင်စင်တူဝစ်ခဲ့လဲဆိုတော့ဗျာအတွင်းကန်ချင်းမှားဝက်မိတဲ့အထိကိုသူတို့လင်မယားနှစ်ယောက်စင်တူဝစ်ခဲ့ကြတာပြီးတော့ဒေးဗစ်ဘက်ခန်နဲ့ဗစ်တိုးရီယာဘာလို့သတင်းဖြစ်ခဲ့တာပဲဗျာဖာကီကအဲ့ဒီသတင်းတွေကိုနားထောင်တယ်အဲ့ဒီအကြောင်းအရာတွေကိုသူကြည့်တယ်ပြီးတော့သူတစ်ဖက်သက်ပဲတွေ့တယ်ဒီကောင်ကသူ့ကိုယ်သူဘောလုံးသမားထက်ပိုကြီးကျယ်တယ်လို့ထင်နေပြီဆိုပြီးတော့သူယူဆတယ်သူတခြားထဲမှာပဲသူအဲ့လိုယူဆခဲ့တာနောက်ဆုံးတော့ဖာကီနဲ့ဒေးဗစ်ဘက်ခန်ကြားမှာအဆိုးဆုံးသောပြဿနာကြီးကြောက်လာခဲ့တာပဲဗျာ2003ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာ FA Flower ပြင်စမအဆင့်မှာ United ကသူတို့ရဲ့အိမ်ခွဲမှာပဲ Arsenal နဲ့ကစားရတဲ့ 0-2 နဲ့သူရှုံးသွားတယ်ပွဲပြီးဝီလဂန်နဲ့လည်းရောက်ရော Arsenal ရဲ့ဒုတိယဂိုးအပေါ်မှာဒေးဗစ်ဘက်ခန်ခံဆက်လိုက်မကစားပေးခဲ့လို့ဆိုတဲ့အပြစ်နဲ့သူဟာဒေးဗစ်ဘက်ခန်ကိုအကြီးကျယ်သူပြစ်တင်တာအော်တာပေါ့ဗျာဘက်ခန်ဘက်ကကြည့်တော့လေအသင်းကပူပူနွေးနွေးအခုမှရှုံးထားရတာထွက်လာရတာဆိုတော့နားကြီးပြီးတော့သူဖာကီကိုပြန်ပြီးတော့အော်တယ်အဲ့မှာပဲဖာကီကကြမ်းမြေပေါ်မှာရှိတဲ့ဖက်နက်တရားကိုရောလာတကြီးကန်ထည့်လိုက်တာဒေးဗစ်ဘက်ခန်ရဲ့ဘဲဘဲမျက်ခုံးကိုတက်ကြီးမှန်ပြီးတော့ကွဲသွားရောဗျာသူတွေတောက်ကြလာတဲ့ချိန်ဆိုတော့ကိုလူကလည်းတိမခနိုင်တော့တာနဲ့ပြန်တွယ်ဖို့ကြိုးစားလို့အသင်းပေါ်တွေကဝိုင်းပြီးတော့ဆွဲထားခဲ့ရတယ်အဲ့ဒီဖြစ်ရကပဲဖာကီနဲ့ဘက်ခန်ရဲ့ဆက်ဆံရေးကိုလုံးဝပြန်ပြင်လို့မရနိုင်တော့တဲ့အခြေအနေထိကိုတွန်းပို့ခဲ့တာဖာကီကအဲ့ဒီကိစ္စအပြီးမှာပဲအဲ့ဒီနေ့မှာပဲရာသီကုန်ရင်ဒီကောင်ကိုရောင်းလိုက်ဖို့ဆိုပြီးတော့အသင်းပုတ်ဖွဲ့ကိုသူပြောခဲ့တာဒေးဗစ်ဘက်ခန်ဘက်ကကြတော့လေနောက်ရက်လေ့ကျင့်ခွင့်ကိုလာတဲ့အချိန်မှာသူ့ရဲ့သပင်ကိုပြနောက်ကိုသူလှန်ဖီးတယ်ကလစ်ပတ်ပြီးတော့သူ့ရဲ့မျက်ခုံးကွဲဒဏ်ရာနဲ့ချွတ်ရိုးကိုမီဒီယာတွေမြင်အောင်သူတမင်ပြခဲ့တာဖာကီကတော့သူ့ရဲ့ style တိုင်းပေါ့ဗျာမဲအမှန်ကြိုက်တာလို့ထိုင်နေလိုက်တော့ရန်ကုန်မှာဆိုပြီးတော့အရေးကြီးတဲ့ပွဲတွေမှာတောင်မှသူ့ကိုရန်ကုန်ပေါ်မှာပဲထားတယ်ဒါပေမဲ့ကိုလူကလည်းဆရာကြီးဗျသူ့ကိုလူသားထဲလိုက်တယ်ခြေစွမ်းပြတယ်ခိုးသွင်းတယ်အဲ့ဒီရာသီချန်ပီယံလိဒုတိယအကျော့မက်ဒရစ်နဲ့အိမ်ကွင်းပွဲကတော့အမှတ်တရပေါ့ဗျာဒိုဂျီဟက်ထရစ်သွင်းသွားတဲ့ပွဲလေးဗျာ2-3နဲ့ရှုံးနေတဲ့အချိန်အဲ့ဒီမိနစ်60 2-3နဲ့ရှုံးနေတဲ့အချိန်ကြာမှာဖာကီကဘက်ခန်ကိုလူစားဝင်ခွင့်ပေးလိုက်တာကွင်းထဲဝင်လာတယ်မကြောက်ဖရီကတ်တကိုသွင်းတယ်ပြီးတော့နောက်ထပ်တကိုထပ်သွင်းတယ်4-3နဲ့ United ကိုသူနိုင်ပွဲယူပေးတယ်ရာသီကုန်ကနီးမှာအသင်းအတွက်သူအကောင်းဆုံးပြန်ကစားပေးခဲ့သေးတယ်ဗျာ United ကလည်းနောက်ဆုံး10ပွဲဆက်အနိုင်ရပြီးတော့ Arsenal ကိုအသင်းပွဲသူကြော်ဖြတ်တယ်2000-2003 Premier League Champions ဆုကိုပါသူသိမ်းပိုက်နိုင်ခဲ့တယ်အဲ့ဒီရာသီဆုပေါင်းပြန်ပွဲစုံ44ပွဲကစားပြီးတော့17ဂိုးသွင်းယူပေးခဲ့တာဗျာ2003ခုနှစ်နွေရာသီမှာဘာစီလိုနာအသင်းကဥက္ကဋ္ဌသစ်ရွေးကောက်ပွဲလုပ်တယ်ဗျာဥက္ကဋ္ဌလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်တဲ့ဂျွန်လာပေါ်တာကသူသာဥက္ကဋ္ဌဖြစ်လာရင်တကမ္ဘာလုံးမှာဟိုးလေးတကြွဖြစ်နေတဲ့ Manchester United ရဲ့ star David Beckham ကိုဘာစီလိုနာအသင်းစီရောက်အောင်ခေါ်ပေးမယ်ဆိုပြီးတော့ပြည်သက်တွေကိုသူကဂတိပြုထားတာအဲ့ဒီဂတိကြောင့်ပဲမဲတွေသူရတယ်နောက်ဆုံးမှနိုင်သွားတယ်ဗျာတစ်ဖက်မှာလည်းသူကအဲ့လိုပြောပြီးတော့ United အသင်းစီချင်းကပ်ပြီးတော့တာဝန်ရှိသူတွေနဲ့ဒီ Beckham ကိုယူရို35သန်းဝန်းကျင်နဲ့သူတို့စီကိုရောင်းပေးဖို့အရှင်ချင်းလျှို့ဝှက်သဘောတူထားပြီးတေချာပေါက်သဘောတူသွားပြီဒီလိုနဲ့လူရသည်အားလရက်မှာဗျာဒေးဗစ်ဘက်ခန်ကဗစ်တိုးရီယာနဲ့အမေရိကကိုရောက်နေတဲ့အချိန်မှာသူ့အတွက်ချော့ရသေးမဲ့သတင်းတစ်ပုဒ်ကို United website ကတရားဝင်ကိုကြေညာခဲ့တာ Manchester United ဒီဒေးဗစ်ဘက်ခန်ကိုဘာစီလိုနာအသင်းစီကိုရောင်းဖို့သဘောတူညီပြီးဆိုတဲ့သတင်းပဲအဲ့ဒီသတင်းကိုလည်းကြာချင်းဒေးဗစ်ဘက်ခန်ဒီအင်္ဂလန်ကိုပြန်လာတယ်ပြီးတော့ဖာကီကိုသူဆက်သွယ်တယ်တွေ့ခွင့်တောင်းတယ်ဒါပေမဲ့ဖာကီကသူ့ကိုလုံးဝအတွေ့မခံတော့အသင်းတက်ကိုကြီးကျယ်နေပြီလို့ထင်နေတဲ့ကောင် listen ဆိုတဲ့တစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့ကိုဖာကီကလုပ်ခဲ့တာတွေ့မခံခဲ့တာနောက်ဆုံးတော့ဘက်ခမ်ဘက်ကလည်းတင်းတာပေါ့ဗျာမင်းတို့ဒီလောက်တောင်ရောင်းကျင်နေရင်ရောင်းစမ်းကွာငါ့ကိုဒါပေမဲ့မင်းတို့သွားကျင်တဲ့စီတော့ငါမသွားဘူးရာအူးတို့ဇီဒန်တို့ဒိုကြီးတို့ဖီဂိုတို့ရှိနေတဲ့ Real Madrid အသင်းကိုပဲသွားမယ်ဆိုပြီးတော့ United ကိုသူကကလန်တယ်နောက်ဆုံးမှာ United အမျိုးစုံကြိုးခုံပြီးတားဆီးနေတဲ့ကြားကပဲ Real Madrid ကလန်မှုကိုသူလက်ခံတယ်သူအသင်းပြောင်းသွားတယ်Real Madrid ကိုသူပြောင်းဖို့လုပ်နေတဲ့အချိန်မှာ United ကတားနေခဲ့တယ်ဆိုတာက Madrid ကိုမရောင်းချင်လို့သူတို့က Barcelona ကိုရောင်းမှာမလို့တားခဲ့တာအသင်းမှာပြန်ထားဖို့တားနေခဲ့တာမျိုးမဟုတ်ခဲ့ဘူးဗျာတကယ်တမ်းကျတော့ David Beckham နဲ့ Barcelona လွဲသွားတဲ့အလွဲကဗျာ Manchester United ရဲ့ Real Madrid ရဲ့ Barcelona ရဲ့အဲ့ဒီအသင်းကြီး၃သိန်းလုံးရဲ့တမိုင်းကြောင်းတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်တဲ့အထိကိုတက်ရောက်မှုကြီးခဲ့တယ်။ Barcelona ဘက်ကိုကြည့်ရင်ဗျာ Laporta ဒီပရိသတ်တွေနဲ့မျက်နှာအပြတ်မခံနိုင်လို့အဲ့ဒီအချိန်ကဘက်ခန်ကိုသူမရခဲ့တော့ PSG အသင်းက Ronaldinho ကိုခေါ်ပြီးတော့သူအစားထိုးခဲ့တယ်။တကယ်တမ်းကျတော့အဲ့ဒီအချိန်မှာ Ronaldinho က United ကိုတေချာပေါက်ကိုရောက်တော့မှအင်္ဂလန်ကိုလာပြီးတော့စစ်ဖို့တွေပါတယ်သူလုတ်တော့မဲ့အချိန်မှာပဲဖုန်းကောလေးတစ်ခုကနေ Barcelona ကိုသူရောက်သွားတာဗျာ။ David Beckham ကိုသူတို့အသင်းစီကိုရောင်းပေးမယ်လို့ဂရိပေးပြီးမှသူတို့စီမရောင်းနိုင်ပေးခဲ့လို့ Barcelona ကတင်းပြီးတော့ Ronaldinho ကိုဖျက်ခုတ်သွားတာ။
အဲ့လိုပဲရိုနယ်ဒင်းညိုကိုဘာစီလိုနာအသင်းစီကိုလက်လွတ်လိုက်ရတဲ့အတွက် United ကလည်း Sporting Lisbon အသင်းကနေအသက်17နှစ်သား CR7 ကိုသူတို့ခေါ်နိုင်ခဲ့တာတကယ်လို့များအဲ့ဒီ2003ခုနှစ်မှာသာ Real Madrid က David Beckham ကိုလူပြီးတော့မခေါ်ခဲ့ဘူးဆိုရင်ရိုနယ်ဒင်းညိုကလည်းဘာစီလိုနာအသင်းကိုရောက်မှာမဟုတ်ဘူး Manchester United ကိုရောက်သွားလိမ့်မယ်အဲ့လိုပဲ CR7 ရဲ့ကဘာကျော်ဖြစ်လာမဲ့မန်ယူဇက်လန်လည်းပေါ်ပေါက်လာမှာမျိုးမဟုတ်ဘူးဗျာUnited ရဲ့ Fergie ရဲ့ Beckham ရဲ့အဲ့ဒီအကွဲအပြဲမှာအကျိုးအမြတ်ကိုဘီလီယံနဲ့ချီပြီးရသွားတာက Madrid ပဲဗျာ United ဘုတ်ဖွဲ့တွေဒီ Fergie ကိုသူတို့မကြော်လွန်နိုင်ခဲ့ဘူးဗျာအသင်းမှာ Fergie ကနေရာတိုင်းမှာကြီးစိုးထားတဲ့အချိန်ဆိုတော့Fergie ရဲ့အမိန့်ကိုသူတို့မလွန်ဆန်နိုင်ခဲ့တာခက်တာက Fergie ကလည်းဘောလုံးကလွဲရင်စီးပွားရေးအမြင်သူ့မှာမရှိဘူး David Beckham ကိုမှီပြီးတော့အသင်းမှာဗျာဒီအသင်းအတွက်အများကြီးဘာနာငွေတွေစုဆောင်းထားနိုင်တယ်ဆိုတာတိလျက်နဲ့ Fergie မလုတ်တက်လို့ United ကနစ်နာကြရတယ်တကယ်လို့များဗျာအာဆင်နယ်ကသာဒေးဗစ်ဘက်ခမ်လိုကစားသမားမျိုးကိုပိုင်ဆိုင်ခဲ့ကြည့်ပါလားအာဆင်နယ်ကွင်းကိုရွှေတောင်မှချပေးခဲ့လိမ့်မယ်အာဆင်နယ်ကွင်းသွားကန်ရင်ရွှေဘောလုံးကြီးနဲ့ရွှေစစ်ဘောလုံးကြီးနဲ့ကန်နိုင်လိမ့်မယ်အာဆင်နယ်ကသာဘက်ခမ်ကိုပိုင်ဆိုင်ခဲ့ရင်တေချာပေါအဲ့လိုမျိုးလုပ်ပေးခဲ့မှာဗျာပြီးတော့ဖာဂီနဲ့ဘက်ခမ်တက်ခဲ့တဲ့ပြဿနာကနေဘာအတိတရားရခဲ့လဲဆိုတော့ခေါင်းဆောင်တအူးဆိုတာကဗျာပြောင်းလဲကိုလက်ခံနိုင်စွမ်းရှိကိုရှိရမယ်ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှဗျာဘယ်နေရာမှာမဆိုကိုယ့်ရဲ့လက်အောက်ငယ်သားက professional တက်မဟုတ်တော့ဘဲနဲ့ကိုကြော်ပြီးတော့ဆယ်လီလည်းဖြစ်နိုင်တယ်ဆိုတဲ့ခေတ်ဒီကြောင်းကိုကြိုတင်တွက်ချက်နိုင်ရမယ်ပြီးတော့ပျော့ပြောင်းကင်တွယ်ဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာကိုရတယ်ဗျာဘက်ခမ်နဲ့ United လမ်းခွဲမှာကြေကွဲကြတွေလည်းအများကြီးရှိခဲ့တာဗျာဘက်ခမ်ကဒီ United ကနေ Real Madrid ကိုပြောင်းဖို့စာချုပ်ချုပ်ဆိုပြီးတဲ့အချိန်မှာကာမောင်ရဲ့လမ်းဘေးမှာရရပြီးတော့သူနိုင်တော်တော်ကြာတဲ့အထိငိုင်နေခဲ့တယ်ချက်ကြီးတဲ့ငယ်ကြီးငိုကြွေးခဲ့ရတယ်ဆိုပြီးတော့ဆိုထားတယ်သူက United မှာပဲသူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်ချင်တာပေါ့ဗျာဘလို့မှမဖြစ်တာတဲ့အဆုံးကြမှာသူ United ကိုကလန်ပြီးတော့ Madrid ကိုသူပြောင်းသွားတာပြီးတော့သူ့ကို Old Trafford ကနေနှင်ထုတ်လိုက်တဲ့ပုံစံနဲ့လုပ်ခဲ့တာဆိုတော့ဗျာသူစိတ်တန်ရာရပြီးတော့ United အသင်းရဲ့ပွဲစဉ်တွေကိုနှစ်တော်တော်ကြာအထိပြန်မကြည့်ခဲ့ဘူးဆိုပြီးတော့သူကဆိုထားတာအဆိုးဆုံးကတော့သူနဲ့သူ့အဖေကြားကဆက်ဆံရေးပဲဗျာ David Beckham ကို United ဂျာစီနဲ့မြင်ခွင့်ရဖို့သူ့အဖေကဘယ်လောက်ထိကြိုးစားခဲ့ရလဲဆိုတာရှင်းဗီဒီယိုမှာကျွန်တော်တို့ပြောခဲ့ပြီးပြီဆိုတော့ Beckham United ကထွက်ခွာသွားပြီဆိုကြတဲ့ကဘာကိစ္စပဲရှိသူ့ဖေဒီသူ့သားကိုလုံးဝတိုက်ရိုက်စကားပြောဆိုတာမျိုးမလုပ်တော့ပဲနဲ့ရှစ်တွေကတစ်ဆင့်ပဲသူစကားပြောတယ်2009ခုနှစ်မှာသူနှလုံးရက်ပြီးတော့ရုတ်တရက်အရေးပေါ်အသက်လူခွဲဆက်ရတာမျိုးရှိခဲ့တယ်ဗျတကယ်ကို major operation ကြီးရှိခဲ့တဲ့အချိန်မှာတောင်းသူ့မိသားစုကသူ့ဖေကိုကြောက်ပြီးတော့ David Beckham ကိုအကြောင်းမကြားရဲခဲ့ဘူးဆေးရုံကဆင်းမှ Beckham ကတည်သွားခဲ့တာပြီးတော့ Beckham ခုလို United ကထွက်သွားရခြင်းရဲ့အဓိကတရားခံကလည်း Victoria လို့သတ်မှတ်ခဲ့ပြီးတော့ပိုးစိုးပဆက်ကိုသူအပြစ်တင်မှုတွေသူလုပ်ခဲ့တာဗျဒီနေ့ချိန်ထိပြ David Beckham လို့ပြောလိုက်တာနဲ့လူတွေက Fergie နဲ့သူ့ဖေကြောင့်အောင်မြင်ခဲ့တာ United ကြောင့်အောင်မြင်ခဲ့တာဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့သူ့ဘေးနားမှာတစ်ချိန်လုံးရှိနေပေးခဲ့တဲ့ Victoria ရဲ့နာမည်ကိုတော့ဘယ်သူမှထည့်မပြောကြဘူးဗျ Beckham ဘလုံးသမားဖြစ်အောင်မြင်ခဲ့တာဒီ Fergie နဲ့သူ့ဖေက90ရာခိုင်နှုန်းပဲလုတ်ပေးနိုင်ခဲ့ပြီးတော့ Victoria ကကျန်တဲ့90ရာခိုင်နှုန်းကိုအတန်တိတ်ဖြည့်ဆည်းပေးခဲ့တာလို့ကျွန်တော်ကတော့ယူဆတယ်တေချာတာက David Beckham ဘဝမှာတာမန်မိန်းမတစ်ယောက်နဲ့သာချစ်ကြိုက်ညားမယ်ဆိုပြဒီနေ့လိုမျိုးDavid Beckham ဖြစ်လာမှာမဟုတ်ဘူးဒီနေ့ဖြစ်လာတဲ့ David Beckham ဒီ Victoria ရဲ့အရေးကြောင့်လို့ကျွန်တော်ကတော့ယူဆတာပဲဆိုတော့နောက်ထပ်အပိုင်း၄မှာကျွန်တော်တို့ထပ်ဆောင်ပါမယ်ဗျာဆုံးထိလိုက်ပြီးတော့နောက်တော့ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာလိုအပ်ချက်တွေရှိရင်လည်း comment မှာပြန်ပြီးတော့ဖြည့်ပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်ဇက်သိန်းပိုင်းမှာထပ်ဆောင်ပါမယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ